objective fight တွေအားတာတဲ့ EXP hero များအခုနောက်ပိုင်းမှာဆိုရင် mobile legend game တစ်ပွဲမှာအရေးကြီးဆုံးက lane gun တွေ rotation တွေ pick off တွေမဟုတ်ပဲအရေးကြီးဆုံး objective fight လို့ပြောလို့ရမယ် title battle တွေ lock battle တွေမှာကိုတင်းရဲ့ tank roamer တွေမဟုတ်ပဲ EXP lane က hero တွေကပါကိုတင်းရဲ့ objective fight ကိုအသာရဖို့လုပ်ပေးရမှာတော်တော်လေးကိုအရေးပါလာတယ်လို့ပြောရမယ်နောက်ပြီးအခုလက်ရှိ objective fight တွေမှာအသာရဖို့ဘယ် hero တွေကင်တင်လဲဆိုတာကိုပြောပြပေးပါမယ်နံပါတ်1နေရာမှာ glueဘာလို့ glue ကိုပထမဆုံးပြောရလဲဆိုရင်ဒီ hero က rebat အနေငယ်လုပ်ပြီးသွားတဲ့အချိန်မှာ meta ဝင်မလို့နဲ့ကိုင်တဲ့သူနေတာကြောင့် run တွေမှာတွေ့ရတာရှားတယ်ဒါပေမဲ့ဒီ glue လို hero ကကိုတင်းရဲ့ front end မှာအမာခံပြီး spare တွေစားမလားဒါမှမဟုတ် initiator ပုံစံမျိုးနဲ့တစ်ဖက်တင်းရဲ့ vision ကိုအတင်းခေါင်းတို့ဝင်မလားစိတ်ကြိုက်ဆော့ကစားလို့ရတယ်နောက်ပြီးသူ့ရဲ့ split တွေကတစ်ဖက်အသင်းအတွက်တော်တော်လေးကိုအာရုံနောက်ပြီး ultimate ဖြစ်တဲ့တက်ခွာတာကလည်းအရင်ကထပ်ပို့ပြီးသုံးရတာမြန်တာက glue ကိုအခုနောက်ပိုင်းပွဲတွေမှာပြန်မြင်တွေ့လာရလို့ပြောရမယ်နံပါတ်2 hero က phobia ဆိုတဲ့ hero ကအရင်တော့လို့ ultimate ကလင်းမ200ပြီးလိုက်ပျော်တရားမလို့တော့ဘူးအရင် upgrade တွေမှာတဲ့က ultimate ကူတော့မရှိတော့သလိုအရင်ကလို့ကိုယ့်ရဲ့ ultimate ကိုသုံးဖို့ enemy လောက်တာကိုထိုင်တောင်းနေရမလို့တော့ပဲကိုယ့်ရဲ့ skill 1နဲ့ skill 2သုံးရုံနဲ့ enemy ခေါင်းပေါ်မှာအမှတ်သားပေါ်လာမှာဖြစ်ပြီးပေါ်လာသမျှ hero တိုင်းလိုက်ချလို့ရပါတယ်ပြီးတော့အရင်တော့ phobia လို့ enemy ရဲ့ကိုနားမှာ dash တို့ blink တို့သုံးမှာ AD ပွင့်တာမဟုတ်တော့ပဲသူ့ရဲ့ passive က26စက္ကန့်တိုင်းမှာသူ့ရဲ့ basic attack ကနေ enemy ကိုပြေးရိုက်ပြီးထုတာကနေသူ့ရဲ့ AD ကိုပွင့်တာဆိုတော့အားလေးအရေးကြီးတဲ့ objective target တွေအတွက်တော်တော်လေးကိုဂိုင်းတဲ့ hero တစ်ကောင်လို့ပြောရမယ်နောက် hero တစ်ကောင်ကတော့ Badan ကိုမိုတိုမက်ကဗတ်ပေးပြီးတဲ့နောက်ပိုင်းမှာတည်းက EXP fighter အနေနဲ့ရော tank roamer အနေနဲ့ရောဆော့လာကြတယ်ဒါပေမဲ့ EXP လေးမှာ fighter အနေနဲ့ဆော့မယ်ဆိုရင်သူ့ဒီကထွက်မဲ့ damage ကလည်းများသလို skill 2နဲ့ wall ပိတ်ပြီးထိုးတာတွေကလည်း damage ပါသလို stand ပြီး move နေတာအရင် upgrade မှာတွေကတော်တော်လေးတိတာလာပြီး Badan နဲ့တွဲဆော့မဲ့ combo တွေကလည်းများတယ်ဗျာနောက်ပြီးတစ်ဖက်တင်းရဲ့ jungle ရဲ့ maxman တွေကိုပါကောင်းကောင်းဒုက္ခလိုက်ပြလို့ရတယ်အဲ့ဒါကြောင့် brother အနေနဲ့လည်းအခုနောက်ပိုင်းမှာ Badan ကင်ပြီး objective fight တွေကိုအသာရအောင်ဆော့လို့ကောင်းတဲ့ hero ဖြစ်တယ်လို့ပြောကြရင်လည်းဒီ view လို့အဆုံးသတ်ချင်ပါတယ်